အားလုံးပဲမင်္ဂလာပါရှင် Jazzy Bites ကနေပြန်လဲကြိုးဆိုပါတယ်ကြက်ကြက်ပါကြက်ကဒီနေ့မှာတော့ဗောနော်ຫນွေစာလေးစားမှာဖြစ်ပါတယ်ဒီမှာຫນွေရောက်ပြီဆိုရင်ကြက်ကြက်တို့အမေကအိမ်ရေခဲတက်တာတွေမှာရေခဲချောင်းနဲ့အပြည့်ထည့်ထားတယ်ဒီမှာရေခဲချောင်းနဲ့ပြီးတော့ဒီမှာတရက်တီတုပ်စားမှာဖြစ်ပါတယ်ကဲအဲ့ဆိုရင်စားလိုက်တော့မယ်နော်ဒီမှာတရက်တီတုပ်ဆက်လေးကဲအားလုံးစားပါအောင်ရှင့်ဒီမှာရှယ်တုပ်ထားတာဘယ်လိုတုပ်ထားလဲဆိုပစုံမပြည့်လဲပါတယ်ကြားလေးရယ်စွန်ချမုတ်လေးနဲ့ဒီမှာဒီမုံစတော်ဘရီပြီးခုမှအမေကအောက်ပါလေဟုတ်တာစီတာကိုလုံနေပြီးမဟုတ်တာကိုစားမှာစတော်ဘရီကစီဒါမကြီးဒါတက်ခွာဒါကဒင်းကျင်ရတဲ့သူပူတယ်ခရီးစိုက်ကြပါလို့ပြီးတော့ခုလိုမျိုးကဒရင်းပြန်လိုက်မဲ့ဟာလေးစားပေးပါရတော့အမြဲတခုဆိုတခုမဟုတ်တခုစားခြင်းတဲ့လူတွေမှာကဒရင်းပြတ်ပါလေဆိုမှဘယ်လောက်ပူလဲဆိုဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲဂျက်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်เนาะ channel လေးကိုနောက်မှညီမလေးနဲ့ဆက်စားလိုက်တော့မယ်အားလုံးပဲတတာ